မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပေးမှာတော့ဒီဘန်ကောက်ဘန်ပေါ့ခင်ဗျာကျွန်တော်တို့ဖုန်းနဲ့ဘန်ဆော်ဝဲပြတ်သွားလို့ပဲဖြစ်ဖြစ်ပေါ့ခင်ဗျာကျွန်တော်တို့ဒါမှမဟုတ်ပေါ့ခင်ဗျာဖုန်းအသစ်ပြောင်းခြင်းပဲဖြစ်ပေါ့ခင်ဗျာကျွန်တော်တို့ဘန်ကောက်ဘန်ပေါ့ခင်ဗျာဘန်အကောင့်ဘယ်လိုပြန်ဝင်ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီလိုပထမဆုံးအနေနဲ့ပေါ့ခင်ဗျာဒီဘန်ဆော်ဝဲလေးကိုအရင်ဒေါင်းအောင်ပါပေါ့ခင်ဗျာကျွန်တော်တို့ဒေါင်းပြီးပြီဆိုရင်တော့ဒီဘန်ဆော်ဝဲတွေကိုမဝင်ခင်မှာပေါ့ခင်ဗျာဒီဘန်ကောက်ဘန်ဖွင့်ထားတဲ့ပေါ့ခင်ဗျာစင်ကန်ဟာအင်တာနက်ရှိဖို့လိုတယ်ပေါ့ခင်ဗျာဒါကတော့အရေးကြီးတယ်ပေါ့ခင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ကျန်တဲ့ single internet ဒီ wifi တွေနဲ့ဒီ first time ပေါ့ခင်ဗျာပထမအကြိမ်မှာလုံးဝဖွင့်လို့ဝင်လို့ရမှာမဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့ဘန်ဖွင့်ထားတဲ့ single internet နဲ့တာနေဝင်ရမှာဖြစ်ပါတယ်ခင်ဗျာဒါအရေးကြီးတယ်ပေါ့ခင်ဗျာကျွန်တော်တို့အဲ့လိုဘန်အကောင့်ဒီဘန်ဆော်ဝဲလေးဒေါင်းပြီးပြီကျွန်တော်တို့စင်ကတ်ရလဲ internet smart ပြီးပြီဆိုရင်တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီဘန်ကောက်ဘန်ဆော်ဝဲလေးတွေကိုဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဘန်ဆော်ဝဲလေးတွေကိုဝင်လိုက်ပါမယ်ကျွန်တော်တို့အဲ့လိုလေးပေါ်လာရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာ allow ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာအပေါ်က allow ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ကပေါ့ခင်ဗျာကျွန်တော်တို့ကဒီမှာထိုင်းစာကြီးဖြစ်နေပေါ့ခင်ဗျာအင်္ဂလိပ် language ကိုပေါ့ခင်ဗျာဘာသာစကားကိုချိန်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီညာဘက်တောင်းပေါ့ခင်ဗျာအပေါ်နားလေးမှာပေါ့ခင်ဗျာဒီမှာ language ချိန်လို့ရပါတယ်ခင်ဗျာအဲ့ဒီမှာအင်္ဂလိပ်ကိုတစ်ချက်ရွေးလိုက်မယ်ပေါ့ခင်ဗျာရွေးပြီးတန်းကိုနှိပ်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့က guest star ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ကဒီနေရာမှာတော့ကျွန်တော်တို့က passport ပေါ့ခင်ဗျာအခုလိုလေးပေါ်လာရင်ကျွန်တော်တို့နှိပ်ပြီးတော့ဒီမှာ passport ကိုတစ်ချက်ရွေးပေးလိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ကဒီမှာ passport number ဆိုလို့တစ်ချက်ရွေးပေးလိုက်ပါမယ်ပြီးတော့ဒီမှာ done ဆိုရနှိပ်ပြီးဒီမှာ passport number ဆိုတာရွေးပြီးเนาะဒီနေရာမှာကျွန်တော်တို့က passport number ပေါ့ခင်ဗျာကျွန်တော်တို့ဘန်ကောက်ဘန်ဖွင့်ခဲ့တဲ့ passport number ပေါ့ခင်ဗျာကျွန်တော်တို့ CI သမားရေဆိုလဲ CI number ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအခုနောက်ပိုင်းကတော့ကျွန်တော်တို့ CI နေရာဘန်ဖွင့်လို့မရတော့ဘူးပေါ့ခင်ဗျာဒီနေရာမှာကျွန်တော်တို့ passport number ကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီအောက်မှာတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာbirthday မှာ date of birthday ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ကဘန်ဒီ passport ထဲမှာပေါ့ခင်ဗျာကျွန်တော်တို့က birthday ရှိတယ်ပေါ့ခင်ဗျာကျွန်တော်တို့ဒီ passport ထဲမှာထည့်ထားတယ်ကျွန်တော်တို့က birthday ပေါ့ခင်ဗျာbirthday ကိုတစ်ချက်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ passport ရဲ့ birthday ဆိုတာကျွန်တော်တို့ကတစ်ခါတလေကြာအပြင်ကbirthday နဲ့ပေါ့ခင်ဗျာအပြင်ကမွေးနေ့နဲ့ကျွန်တော်တို့ passport တွေကမေးနေ့တွေနဲ့ကွဲနေတတ်တာရှိတယ်ပေါ့ခင်ဗျာဒါကြောင့်မလို့ဒီနေရာမှာကျွန်တော်တို့က passport တွေကမွေးတက်ကလေးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ passport ထဲမှာရေးထားတယ်ပေါ့ခင်ဗျာမွေးတက်ကလေးကိုရိုက်ထည့်ပေးရမှာမယ်ဒီအပေါ်နားလေးကတော့ကျွန်တော်တို့ passport number ပေါ့ခင်ဗျာဒီနေရာမှာ passport number ရိုက်ထည့်ပေးရမယ်ပေါ့ခင်ဗျာဒီအောက်မှာတော့ကျွန်တော်တို့ရဲ့မွေးနေ့ပေါ့ခင်ဗျာကျွန်တော်တို့ passport မှာမွေးနေ့ပေါ့ခင်ဗျာမွေးနေ့မွေးလမွေးရက်ပေါ့ခင်ဗျာအဲ့ဒါတွေရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုရိုက်ထည့်ပြီးဆိုရင်တော့ကျွန်တော်တို့ကဒီမှာ next one လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဒီနေရာမှာတော့ကျွန်တော်တို့လိုက်နာမယ်အချက်လက်တွေပေါ့ခင်ဗျာသူကနေပြီးတော့ဒီမှာရေးထားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာအပေါ်ဆွဲတင်မယ်ပေါ့ခင်ဗျာမဖတ်တော့ပါဘူးခင်ဗျာဆွဲတင်ပြီးတော့ကျွန်တော်တို့အဲ့လိုဒီပေါ်လာရင်တော့ access ပေါ့ခင်ဗျာလက်ခံနေဆိုတာလေးကိုသဘောတူတယ်ပေါ့ခင်ဗျာနှိပ်လိုက်ပါမယ်ဒီလိုလေးပေါ်လာရင်တော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာပါရဖိုင်းလုတ်ပြရမှာပေါ့ခင်ဗျာကျွန်တော်တို့ဘန်ဖွင့်ထားတယ်ပေါ့ခင်ဗျာအခုကျွန်တော်တို့ရဲ့ SIM ကတ်မှာ SIM မှာပေါ့ခင်ဗျာကုတ်6လုံးပို့လာမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီကုတ်6လုံးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကအခုရိုက်ထည့်ဖို့အတွက် next ဆိုလို့တစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာ SIM မှာလည်းဒီမှာ notice ကြလာပြီပေါ့ခင်ဗျာဒီနေရာမှာကုတ်6လုံးပေါ့ခင်ဗျာဒီနေရာမှာတော့ကျွန်တော်တို့ SIM မှာပေါ့ခင်ဗျာစာအိတ်မှာပို့လာတဲ့ကုတ်နံပါတ်6လုံးကိုကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာစာအိတ်မှာပို့လာတဲ့ကုတ်6လုံးကိုရိုက်ထည့်ပေးလိုက်ပါမယ်ရိုက်တက်ပြီးတော့ဒီလိုဘက်ကိုရောက်တော့မှာပေါ့ခင်ဗျာကျွန်တော်ဒီနေရာမှာတော့ကိုယ့်ရဲ့မျက်နှာပေါ့ခင်ဗျာမျက်နှာကို skin ဖတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာskin ဖတ်တဲ့နေရာမှာကျွန်တော်တို့ဒီလိုမျက်မှန်သမားဆိုရင်တော့မျက်မှန်ကိုချုပ်ပေးရမယ်ပေါ့ခင်ဗျာဒီမှာသူလည်းပြထားတယ်ပြီးတော့အလင်းအောင်ကောင်းတဲ့နေရာမှာကျွန်တော်တို့ရဲ့မျက်နှာကိုတခြားလေးလှုပ်ပေးဖို့လိုတယ်ပေါ့ခင်ဗျာကျွန်တော်တို့အဲ့လိုလှုပ်ဖို့အတွက်ကျွန်တော်တို့က next ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာအခုလိုလေးပေါ်လာရင်တော့အပေါ်က one using the app ပေါ့ခင်ဗျာအဲ့လာဒီကိုတစ်ချက်နှိပ်လိုက်ပါမယ်
ကျွန်တော်မျက်နှာဒါကတော့မျက်နှာ skin ဖတ်ဖို့ပေါ့ခင်ဗျာသူ့ရဲ့ကင်မရာလေးဖွင့်ပေးတာဖြစ်ပါတယ်ခင်ဗျာအခုလိုလေးပေါ်လာရင်တော့ကျွန်တော်တို့ကဒီအဝိုင်းလေးတက်မှာပေါ့ခင်ဗျာကျွန်တော်တို့ရဲ့မျက်နှာကိုတိချာလေးအလဲကောင်တက်ထားပြီးတော့တိချာလေးဖတ်ပေးဖို့လိုတယ်ပေါ့ခင်ဗျာဒီအပေါ်အပုံလေးကလည်းသူပြထားတယ်ပေါ့ခင်ဗျာမျက်နှာကိုကျွန်တော်ပဲလှည့်ရမယ်ဒီလိုစောင်းရမယ်အပေါ်မောရမယ်ပေါ့ခင်ဗျာအဲ့ဒီပုံလေးကိုကြည့်ပြီးတော့ကျွန်တော်တို့က like လုပ်လို့ရတယ်ပေါ့ခင်ဗျာဒီစာမှလည်းသူပြထားပါတယ်ခင်ဗျာအဲ့လေးကိုကျွန်တော်တို့ကြည့်ပြီးတော့ like လုပ်လို့ရပါတယ်အဲ့လုပ်ပြီးဆိုရင်တော့ကျွန်တော်တို့ကအခုလိုလေးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာတော့ကျွန်တော်တို့ရဲ့ပေါ့ခင်ဗျာဒီဘန် software တွေကိုဝင်နေပေါ့ခင်ဗျာလျှို့ဝှက်နံပါတ်6လုံးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဘန်ကောက်ဘန် software တွေကိုဝင်နေပေါ့ခင်ဗျာ password ပေါ့ခင်ဗျာ6လုံးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော် password 6လုံးကိုရိုက်ထည့်လိုက်ပါမယ်ခင်ဗျာရိုက်တက်ပြီးတော့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော် Gmail ပေါ့ခင်ဗျာ Gmail ထည့်ခြင်းတဲ့လူကထည့်လို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့မထည့်တော့ဘူးပေါ့ခင်ဗျာမထည့်ခြင်းတဲ့လူကလည်း skip နဲ့ကြော်လို့ရပါတယ်ဘာမှမဖြစ်ပါဘူးခင်ဗျာကျွန်တော် skip နဲ့ကြော်လိုက်ပါမယ်ပြီးတော့ကျွန်တော် Nate ကိုတစ်ချက်ထပ်နေလိုက်ပါပြီးတော့ Nate ပေါ့ခင်ဗျာ Nate ဆိုရင်တစ်ချက်ထပ်နေလိုက်ပါမယ်ခင်ဗျာပြီးတော့ dance ပေါ့ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာ software လေးတွေကိုဘန်ကောက်ဘန် software တွေကိုဘန်အကောင့်တွေကိုဝင်လို့ရတော့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဝင်လို့ရတော့ပြီပေါ့ခင်ဗျာအခုကတော့ကျွန်တော်တို့ပေါ့ခင်ဗျာဘန်ကောက်ဘန်ကိုပေါ့ခင်ဗျာကျွန်တော်တို့ဖုန်းထဲကဘန် software ပြတ်သွားလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဖုန်းအသစ်ပြောင်းချင်မယ်ဖြစ်ဖြစ်ပေါ့ခင်ဗျာဘန်ကောက်ဘန်ကိုပေါ့ခင်ဗျာဘန်အကောင့်ဘယ်လိုပြန်ဝင်ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါသည်ခင်ဗျာ